မှန်ကန်တဲ့တက်တီးတဲ့တီးခတ်ပါတဲ့တီးခတ်ရတဲ့တက်တီးဟာအောင်မြင်မှုပေါ်ဆောင်ပေးပါတယ်တဲ့ကျွန်တော်တို့ဟာဖူးတွင်းစင်လူထားပြီးမှန်မှန်တော့ဒေါ်ရဆိုတာရှိကြပါတယ်မခံခြင်းစိတ်နဲ့အတူပဲမင်းပါကောင်းတယ်ငါပါကောင်းတယ်ဆိုတဲ့မိခွန်းနဲ့မိတတ်ပါတယ်တဲ့မအောင်မြင်သေးတဲ့အချိန်ပေါ်ကတိုက်ပွဲကိုနိုင်အောင်မစင်နွဲနိုင်သေးတဲ့အချိန်မှာကိုပွေးမြင့်စိတ်နဲ့အတူမော်ကြွားနေတတ်ပါတယ်တဲ့တကယ်တော့ကိုတို့ဟာပန်းတိုင်မရောက်ခင်လောကရန်ကိုနိုင်အောင်မတိုက်နိုင်သေးခင်မှာတိခတ်နိုင်တဲ့အရာကိုတိခတ်ရပါမယ်တဲ့အလျှော့ပေးတဲ့လူကိုလျှော့ပေးရပါမယ်နိုင်မယူတဲ့အရာကိုအနိုင်မယူရပါဘူးတခါတော့ငါတဲ့မိမနဲ့ဘာမှရှိတော့တဲ့လူငယ်လေးတယောက်ကတဲ့အတော်ဖြစ်သူရဲ့အိမ်မှာခုတ်ခဲ့ရင်ကြောင်းတက်ခဲ့ပါတယ်တဲ့သူဟာအတော်ဖြစ်သူအိမ်မှာနေပြီးကြောင်းတက်ရတယ်ဆိုပေမဲ့တဲ့တက်နဲ့နေထိုင်စားတော့ပြီးကြောင်းတက်ခဲ့ရတယ်မဟုတ်ပါဘူးတဲ့နေ့စဉ်နေ့တိုင်းမနက်၄နာရီဆိုအိပ်ရထားရပါတယ်ပြီးတော့အတော်ဖြစ်သူရဲ့မုံဟင်္ကာဆိုင်ကိုပို့ပြီးဖွင့်ပေးရပါတယ်။နီးမွေးပေးရပါတယ်။မနက်9နာရီထိုးတော့တမိုင်ခွဲလောက်ရှိတဲ့မုံဟင်္ကာဖို့ကိုခြေချင်းလျှောက်ပြီးမုံဟင်္ကာဖက်ဝယ်ရပါတယ်တဲ့။ပြန်လာတော့လည်းမနာရသေးပါဘူးတဲ့။အတော်ဖြစ်သူရဲ့မုံဟင်္ကာဆိုင်မှာကူရောင်းပေးရပါတယ်တဲ့။8နာရီထိုးမှရေချိုးပြီးချောင်းသွားဖို့ပြင်ဆင်ရပါတယ်တဲ့။ဒါပေမဲ့သူဟာလုံးဝမငြင်းညူခဲ့ပါဘူး။တကယ်တော့သူ့ဘဝဟာသူကိုယ်တိုင်ထူမှကြောက်နေဆိုတာသိနာလဲထားပါတယ်တဲ့ဒါကြောင့်သူဟာသူ့အားသူကိုခဲ့ပါတယ်ဘုရုဖေးမှမှုကမတောင်းတပဲလေးဖြတ်တန်းစွာနဲ့သူရှင်တန်ခဲ့ပါတယ်သူဟာအတော်ဖြစ်သူရဲ့လောက်ရတွေကိုကိုလုတ်ပြီးကြောင်းသွားခဲ့ရပေမဲ့မဟုတ်ဘူးဆိုတာမရှိခဲ့ပါဘူးထမင်းဘူးဆိုတာကလည်းဖြစ်တယ်လို့ပါပဲတဲ့ကျောင်းရောက်တော့သူငယ်ချင်းတွေစော့ကစားချိန်မှာသူဟာစာအုပ်ကရုဒီဇိုင်းနဲ့ကြက်မှတ်ရက်ခဲ့ရပါတယ်သူငယ်ချင်းတွေကစာကူပေးဖို့ပြောရင်လည်းကြီးကြီးဖြူပဲကူပေးပါတယ်ဆရာမပေးလိုက်တဲ့ပု္ပ္ပစာတွေကိုသူကိုယ်ကလိုလလားပဲတွက်ပေးပါတယ်သူအတွက်တော့ပညာနဲ့ပတ်သက်လာရင်ဘယ်သူမှဆိုကိုမျိုးစိတ်ရှိနေပါတယ်သူငယ်ချင်းတွေကပြောစရာဖြစ်စားနောက်ကျရင်လည်းဘယ်တော့မှစိတ်မဆိုးပါဘူးတဲ့ပြီးခင်တဲ့အပြုံးလေးနဲ့ညီခင်တတ်ပါတယ်ဒီလိုနဲ့သူဟာချောင်းစင်းလို့အိမ်ပြန်ရောက်တဲ့အခါမှာလည်းအတော်ဖြစ်သူချိုးပေးထားတဲ့မုံလုံးကြီးချိုးပဲကိတ်ကြော်တွေကိုယူပြီးရက်ွက်ထဲလိုက်ရောင်းရပါတယ်တဲ့ဒီလိုနဲ့ရောင်းရလို့လေသူ့ကိုသူရှက်ချင်းတင်ငယ်ချင်းမရှိခဲ့ပါဘူးတဲ့ចောင်းပေးရက်တွေမှာလည်းတခြားလူငယ်တွေလိုလွတ်လပ်မစော့ရပဲသူ့အတော်ဝယ်ပေးတဲ့ရာဒီပေါ်ဒီနန်တွေကိုရှောက်ရောက်ရပါတယ်တဲ့ဖျက်တီချိုလေးတင်မော်ဒီစေချိုလေးနနက်ဒီစိတ်ချိုလေးမလာကာဒီချိုလေးဆိုတဲ့သူ့ order လေးဟာယောဂအနဲ့ကြာရတူနေမှာဆွေးညီစေပါတယ်တဲ့ဒီလိုနဲ့သူဟာအရွယ်နဲ့မလိုက်အောင်ပင်ပန်းကြီးပြလာခဲ့ပြီးရဲ့နောက်တဲ့ဆယ်တဲ့စမြင်ပွဲကိုနှစ်ချင်းပေါက်အောင်မြင်ခဲ့ပါတယ်တဲ့အဲနောက်အတော်ဖြစ်သူစီကွန်ပျူတာတောင်းနေတဲ့ယောဂတဲ့ကအဆက်အသွယ်နေတဲ့ရန်ကုန်မြို့ကစားတောက်ဆိုင်ဒီဇိုင်းမှာအလုံးလုံးကိုထွက်လာခဲ့ပါတယ်သူဟာဘယ်နေရာပဲအချင်းကြီးမျိုးပဲကြုံတူရင်မှချက်ပန်းတိုင်းကိုအပြောင်းခံမယ်အောင်မြင်ခြင်းတဲ့လူတွေရဲ့စိတ်ဓာတ်မျိုးနဲ့ဘဝကိုတည်ဆောက်ခဲ့ပါတယ်နေ့ရက်တိုင်းကိုအောင်မြင်မှုအတွက်ရှင်သန်ခဲ့ပါတယ်အချိန်ကိုအချင်းကြီးမဖြစ်စေပဲအကျိုးရှိအသုံးချခဲ့ပါတယ်အမှန်တော့သူ့အတွက်အချိန်ဆိုတာအလွန်တန်ဖိုးရှိခဲ့ပါတယ်တဲ့သူကိုယ်တိုင်ကလည်းငယ်လေးကလေးကအချိန်တွေကိုတန်ဖိုးရှိအသုံးချခဲ့သူမို့အချိန်ရဲ့တန်ဖိုးနားလဲပါတယ်တဲ့ပညာရှာတထောင်ဆဆိုတဲ့စိတ်မျိုးနဲ့ဝင်မြူခဲ့ပါတယ်သူဟာစားတော့ဆိုင်ရောက်တဲ့အခါမှာတော့ချားလူငယ်တွေလိုတဲ့ဝေတာမဟုတ်ပဲတဲ့အကျော်လော်ခမ်းမှာတောက်တူမဲရအလုပ်ကိုလုပ်ခဲ့ပါတယ်တဲ့သူဟာငယ်လေးနဲ့အလုပ်ကိုမကြောက်ခဲ့သူမို့တဲ့အခြားလူငယ်တွေထပ်ပို့ပြီးစူးစမ်းခဲ့ပါတယ်အကျော်လော်ပညာနဲ့ပတ်သက်ပြီးတင်းတီးထိုက်တာများကိုတဲ့မခိုကပ်ပဲတင်ယူခဲ့ပါတယ်တဲ့ဒါကြောင့်လည်းသူ့အလုပ်ဘလောက်ပဲခိုင်မငြင်းညူခဲ့ပါဘူးတဲ့တစ်ခါတလေကျော်လော်နဲ့ပတ်သက်ပြီးအမားအယွန်းဖြစ်လို့ဆရာသမားတွေစူပူချိန်မောင်းရင်လည်းအပြုံးမပြတ်ပဲပြုပြင်ခဲ့ပါတယ်တဲ့အမားကိုအမှန်ဖြစ်အောင်သင်ခန်းစာယူခဲ့ပါတယ်သူဟာငယ်လေးကလေးကအရာရာကိုတီးခံစိတ်ရှိတဲ့သူမျိုးပြဿနာတိုင်းကိုအပြုံးနဲ့ပဲဖြေရှင်းခဲ့ပါတယ်တကယ်တော့ကျော်လော်ပညာဆိုတာပေါ့ပြောင်းပြောင်းနဲ့တင်ယူလို့ရတဲ့ပညာမဟုတ်တာကြောင့်ခက်ခဲနဲ့ချင်းတွေအများကြီးအပြာရှိနေခဲ့ပါတယ်ဒါပေမဲ့သူဟာလုံးဝစိတ်တက်မချတဲ့ပြင်ဆင်ကုန်မှုတည်းအနေနဲ့အခက်ခဲတွေကိုအောင်မြင်မှုအတွက်တောင်းချခဲ့ပါတယ်သူဟာငယ်လေးကလေးကတီးခံစိတ်နဲ့သူ
အောင်မြင်ခြင်းတဲ့သူတို့အောင်မြင်သူတို့ရဲ့လမ်းကိုလိုက်ခဲ့ပါတယ်ဘဝကပေးတဲ့တန်ရာကိုစိတ်ခွန်အားဖြစ်ပြနေခဲ့ပါတယ်ဒီလိုနဲ့သူဟာတောက်တုံနေရအလုပ်ဘဝကနေဆရာသမားတွေရဲ့ချစ်ခင်နေတဲ့မှုကိုရရှိအောင်ကြိုးစားပြီးအကျော်လွန်ပညာကိုစိတ်ဝင်စားလေးနဲ့စီးမှုခဲ့ပါတယ်ဒီလိုနဲ့တပတ်တလန်တမွေးဝန်ချပညာကိုလည်းတင်ယူပညာရေးဘက်ကိုလည်းလေ့လာရှုခဲ့ပါသူစုထားတဲ့မဖို့တွေသူရထားတဲ့လောက်အခါတွေနဲ့အဝေးတင်တက်ကလေးကိုစတဲ့ဖြစ်ခဲ့ပါတယ်တဲ့သူဖြစ်ချင်တဲ့သူတွေဖြစ်နိုင်တယ်ဆိုတာဘာမှမရှိပါဆိုတဲ့စကားလုံးတိုင်းပါပဲသူ့အတွက်သူဖြစ်ချင်တဲ့အရာတွေကိုသူကိုယ်တိုင်မဖြစ်အောင်မတားဆီးနိုင်ခဲ့ပါဘူးတဲ့ဒါကြောင့်သူဟာဝေးတင်တက်ကလေးပဲအောင်မြင်နေယူနိုင်ခဲ့ပါတယ်ဒီလိုနဲ့ပွဲယူရတဲ့မှာဝယ်ရသူတရားဖြစ်လောကလမ်းပေါ်မှာအမှန်ဖြစ်ဆက်လျှောက်ခဲ့ပါတယ်ဆရာသမားတွေရဲ့ချစ်ချင်းမေတ္တာတွေကြောင့်အကျိုးတော်ပညာကိုကျွမ်းကျင်ခြင်းတက်မြောက်ခဲ့ပါတယ်ဟင်းပွဲကကြုံများများကိုလက်ရကောင်းကောင်းနဲ့ပြုလုပ်နိုင်ခဲ့ပါတယ်သူဟာသူစားတဲ့ပညာသင်ယူခဲ့တဲ့စာသင်ဆိုင်မှာဆက်ဆုံးတဲ့ဆိုကြောင့်ရိုးရိုးချူချူနဲ့မခုမကပ်ပဲကျူစားလုပ်ကိုင်ပြီးရနောက်မှာဆရာသမားတွေရဲ့အကူအညီမပါအကူအညီမှုပါဝင်သူစုထားတဲ့ငွေလေးနဲ့ပေါင်းပြီးနေရာလေးတနေရာငါကစားတောင်းဆိုင်လေးဒီဇိုင်းဖွင့်ခဲ့ပါတယ်သူဟာကိုယ်ပိုင်ဆိုင်ပွင့်စမှာခက်ခဲနေနေနဲ့ကြုံရပေမဲ့နောက်ပိုင်းမှာသူလည်းရကောင်းမှုချင်းစားတောင်းပုံပေါ်မှာစေတနာထားခြင်းဆက်ဆံရေးကောင်းမှုချင်းတည်ခန့်တဲ့ခြင်းစကားကိုချွတ်ချွတ်တသားရင်ကြီးကြီးပြောဆိုတဲ့ခြင်းပေါ်ပေါ်ရည်ဆက်ဆံတဲ့ခြင်းစားတောင်းသူတွေစိတ်တိုင်ချပြုလုပ်ပေးနိုင်ခြင်းတို့ကြောင့်တနေ့လောက်ဒီမှာလည်းသူဆိုင်လေးဟာမမေ့ရလာခဲ့ပါတယ်တနေ့တော့စားတောင်းသူတွေညာနဲ့စီကားနေခဲ့ပါတယ်တဲ့သူဟာကိုယ်တော်အမြင်လာခဲ့ပေမဲ့ဘဝမြင့်အောင်ချင်လို့ချင်းမရှိပဲအလုပ်ကိုပြီးဒီဇိုင်းလုပ်ခဲ့ပါတယ်တနေ့လောက်ကြာတဲ့အခါမှာသူဘဝဟာတတ်တော့ပြောင်ပြောင်ဖြစ်လာပြီးဆိုင်အလုပ်သမားများဆိုရင်သူချင်နိုင်ခဲ့ပါတယ်အခုဆိုရင်သူဆိုင်မှာအလုပ်သမားအယောက်20ကျော်ရှိနေပါပြီသူဟာအောက်ခြေကတက်လာသူပြီးမှကဆန့်ရှင်ကအလုပ်ရှင်ဆိုတဲ့စိတ်ထားမျိုးနဲ့အလုပ်သမားတွေပုံမှာမဆက်ဆံခဲ့ပါဘူးအားလုံးကိုညီကိုလိုလောပေါ်ကိုင်ပတ်လို့တဘောထားခဲ့ပါတယ်အားတဲ့အချိန်တိုင်းမှာလည်းသူဟာအလုပ်သမားတွေနဲ့ရင်းရင်းနှီးနှီးစကားဝိုင်းပြောလို့ရှိရတယ်အဲ့ဒီအခါမှာတဘောအကြောင်းလေးကိုမျှဝေလေးရှိပါတယ်တခါမှလည်းစိတ်တို့စိတ်ဆက်ပြီးအလုပ်သမားချင်းရန်ခဏဖြစ်တဲ့ဝန်ထမ်းတယောက်နဲ့ပတ်သက်ပြီးသူကလူတိုင်းမှာမာနဒေါ်ရဆိုတာရှိတာကြီးပဲဒါပေမဲ့တိခံတဲ့အချိန်မှာတိခံရတယ်ကွာတိခံတဲ့အချိန်မှာမတိခံခဲ့ရင်ကိုလိုချင်တဲ့အောင်မြင်မှုဆိုတာမရတတ်ဘူးငါဆိုမိဘနှစ်ပါးလုံးမရှိတော့လို့အတော်အိမ်မှာနေပြီးကြောက်တက်ခဲ့ရတယ်ဆိုပေမဲ့အတော်ကငါ့ကိုကြောက်ထားပေးချင်တာမဟုတ်ဘူးအချိန်ပြည့်အလုံးလုံးစေချင်ခဲ့တာဒါကြောင့်ရင်ဖြစ်ရင်ကြောင်းထုံးမယ်အဲကြရင်ငါ့ကိုအဆုံးမဆုံးနဲ့နင်ပြဿနာတွေငါလိုက်မရှင်းနိုင်ဘူးဆိုတဲ့စကားကိုအမြဲပြောတယ်ဒီတော့ငါလည်းကြောင်းတက်ရမှာဆိုလို့ရင်ဖြစ်မဲ့ကိစ္စကိုရှောင်ခဲ့တယ်ရင်ဖြစ်တဲ့ငါအတွက်အကျိုးမဲ့စေတယ်လို့ငါနားလည်ထားတယ်ငါမိဘနဲ့မတည်ခင်ဖြစ်စေချင်တဲ့ဘဝရတယောက်ဖြစ်ဖို့ငါအရာရာတိခံပြီးစူးစမ်းခဲ့တယ်တခါတရံမှာသူငယ်ချင်းနဲ့အလုံးကျစားလို့စိတ်ဆူချင်းရင်တော့ရင်ဖြစ်ရင်ကြောင်းမတက်ရမှာဆိုလို့ငါရဲ့ဒေါ်လာကိုအချင်းချင်းမျိုးသိခဲ့ရတယ်တကယ်တော့ငါဟာအများထင်တယ်လို့ကြောက်တတ်တဲ့လူတယောက်မဟုတ်ပါဘူးငါရင်ထဲမှာမဟုတ်တာလုပ်ရမယ့်ကြောက်စိတ်ကလွယ်ရင်ဘာအကြောက်တရားမှမရှိဘူးဒါပေမဲ့ငါဟာတက်တီးဆိုတဲ့အရာကိုထုတ်ပေါ်ပြဖို့မရသေးတဲ့အချိန်တိုင်းနေ့ရက်တိုင်းမှာကြောက်ချင်ဆောင်ခဲ့တယ်တခါတည်းရမလို့အပ်ပဲတက်တီးပြခြင်းဟာကိုဘဝကိုစိုးကျူးဖြစ်စေရဆိုတာငါနားလည်ထားတယ်တဲ့ငါဟာငယ်လေးကအတော်ဖြစ်သူမိုဟင်ကဆိုင်အတွက်မနက်တိုင်းမိုဟင်ကဖတ်တော့ဝယ်ခဲ့ရတယ်တဲ့ငါမိုဟင်ကဖတ်တော့ဝယ်တဲ့လာဟာဆိုရင်မနက်စောကြီးလူသွားလူပါမရှိဘူးပြီးတော့တရေ6တဲ့ကြိုက်တဲ့ခွေးလေးပေါ်တယ်အဲ့အချိန်ငါမဟုတ်တဲ့တခြားလူငယ်တွေသွားခိုင်းဘူးမှတော့ရေချဘူးဒါပေမဲ့ငါဟာမကြမ်းမလန့်မနက်တိုင်းသွားခဲ့တယ်ငါမှာပေါ်စလုံးငါရင်ထဲမှာရှိတဲ့တက်တီတွေပါပဲမင်းတို့ကတော့တက်တီကိုဘယ်လိုနားလဲထားလဲမသိဘူးတဲ့ငါအတွက်တော့တက်တီဆိုတာကိုဖြစ်ချင်တဲ့အရင်မှချက်ပန်းနိုင်မှာရောက်ဖို့အသုံးပြုတဲ့အရာလို့ငါနားလဲထားတယ်